Hello what's up y'all အားလုံးပဲမင်္ဂလာပါကျွန်တော်ဒုတိယဗီဒီယိုကနေပြီးတော့ပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်အစကတော့ကျွန်တော်ဘယ်လိုမျိုးရရမလဲဆိုတော့မစင်စားမိပေမဲ့ဒီနေ့တော့ကောင်းတာတစ်ခုဖြစ်ခဲ့ရပါတော့အဲ့ဒါကျွန်တော်ရဲ့အတိ music producer တယောက်ကဒီ metal band တစ်ခုကိုသွားကြည့်ဖို့အတွက်လက်မှတ်ပို့နေရတယ်ကျွန်တော်လမ်းခေါ်လိုက်တယ်ပေါ့နော်အဲ့တော့အားလုံးလည်းကြည့်စီခြင်းတဲ့အတွက်ကျွန်တော်လည်းသွားရင်းနဲ့ဗီဒီယိုလေးရိုက်ရင် vlog လေးစတင်လို့ပေါ့နော်ဒီ metal band အကြောင်းကိုပြောရမယ်ဆိုဒီ metal band ကရက်တီလာတော့တော်တော်ကြာတယ်သူတို့ရဲ့ထူးခြားချက်ကသူတို့တချင်းကအဲ့လို2မိနစ်3မိနစ်မရှိဘူးမိနစ်အရန်ရှည်တယ်ပေါ့နော်မိနစ်20တပုတ်ကိုမိနစ်20 22မိနစ်အဲ့လောက်ရှိတယ်ပေါ့နော်သူတို့ရဲ့ metal တချင်းတွေကသူတို့ထဲကအဲ့လိုမျိုးနည်းနည်း recommend ပေးရမှချင်းတပုတ်ဆိုရင်တော့ I view the top of the wall ဆိုတဲ့တချင်းကိုတော့နားထောင်ကြည့်စေချင်တယ် metal တချင်းကတော်တော်လေးကောင်းတယ်ပေါ့နော်ကျွန်တော်ကပွဲတွေပါတိတ်သွားတာရှိရင်လည်းမဟုတ်ဘူးပေါ့နော်ရန်ကုန်မှာနေတော့ကလည်းပွဲရှိရင်လည်းသူများခေါ်လည်းတိတ်မသွားဖြစ်ဘူးဒါပေမဲ့ဒီ band ကအဲ့လိုမျိုးဒီကျွန်တော်သိတဲ့လောက်ဒီထိုင်းကိုလာပြီးတော့ဖျော်ဖြေတာ3ခေါက်မြောက်ထင်တယ်ပေါ့နော်တေချာတော့ကျွန်တော်ပြောတယ်ဆိုတော့ okay ဒီနေ့ကျွန်တော်ဝတ်တဲ့ပေါင်းကြီးအိတ်ကဖုန်းထဲကိုအရင်သေးနေတော့အဲ့တော့အိတ်ထဲလက်အိတ်ထဲကိုပဲထည့်လိုက်တော့မှဖြစ်တယ်ဆိုတော့ကိုကဆိုင်ကခေါ်ထားတယ်ဆိုင်ကနဲ့တော့ရပါတော့အဲ့မှာကားချက်တာဆိုတော့ကျွန်တော်ကတော့ရောက်ပြီပေါ့နော်ကျွန်တော်ပွဲခေါ်ထားတဲ့လူတွေကတော့ရောက်လာသေးဘူးအဲ့တော့ကျွန်တော်ဒီအပြင်မှာပဲရက်ဆောင်ဝင်လိုက်တယ်ကျွန်တော်ဒီပွဲကိုရိုက်မယ်လို့စိတ်ကူးတော့မရှိဘူးเนาะဒါပေမဲ့စိတ်ကူးမရှိတာမဟုတ်ဘူးလို့ပြောရမလဲကျွန်တော်ကအဲ့လို plan မရှိတာပေါ့ဒါပေမဲ့ခုနကကျွန်တော်နိုးလာတော့ပုံဆက်လာမှတဲ့ပွဲရှိရပေါ့သွားချင်တယ်လက်မှတ်လည်းပို့နေရဆိုတော့လည်းကျွန်တော် vlog ရိုက်ချင်တယ်ကွက်တိဖြစ်သွားတယ်เนาะအခုတော့သူတို့စောင့်နေတာဒီရှိမှာaudience တွေတော့များမယ်ထင်တယ်ကျွန်တော်မြင်တော့သူတို့အောင်မြင်နေတဲ့ band နဲ့အောင်မြင်နေတာကြာပြီဖြစ်တဲ့ band ပေါ့နော်မြင်ချိုက်များကြအဲကြောင့်မို့ band ကောက်မှာ3ချိန်မြောက်လာပြီးပွဲကျင်းပရတယ်လို့ပြောအောင်ပေါ့နော်ဒါတော့ကျွန်တော်ရဲ့ဒုတိယဗီဒီယိုဖြစ်သွားပါတကယ်တော့ကျွန်တော်ကဒုတိယဗီဒီယိုကိုကျွန်တော်တွေးထားတာကျွန်တော်အဲ့ဒီ trip ပေါ့နော် trip 3ခုလောက်သွားပြီးတော့အဲ့ဒီနေရာ3ခုလောက်သွားပြီးတော့ကျွန်တော်ကဗီဒီယိုရိုက်ဖို့အတွက်စဉ်းစားထားတာပေါ့နော်ဒီဒုတိယဗီဒီယိုကိုကျွန်တော် beach သွားမယ်ပြီးတခြားကိုမရောက်ဘူးတဲ့နေရာတွေသွားပြီးတော့ဗီဒီယိုရိုက်ဖို့အတွက်ကျွန်တော်တွေးထားတာဒါပေမဲ့ဖြစ်လာတာဒီဘက်တဲ့ show ပွဲဗီဒီယိုရိုက်ဖို့ဖြစ်လာတာပေါ့နော်ဒါကလည်းကျွန်တော်တို့တော့ကျွန်တော်မလုပ်ဘူးတဲ့အရာပေါ့နော်ဒီရောက်တဲ့ကကျွန်တော်ပွဲတစ်ခါမှမသွားဘူးတခြားနေရာလည်းတိတ်မသွားဘူးသေးဘူးပေါ့နော်အဲ့တော့ okay စိတ်လှုပ်ရှားစရာပွဲရမလို့ဖြစ်လာတယ်ဒီခုတော့ကျွန်တော်ဖိတ်တဲ့ music producer တယောက်ကိုစောင့်နေတာပေါ့ကျွန်တော်ထင်ပွဲလုံးမှာဒီပေတွေထဲမှာဒီပေတွေရဲ့အပေါ်မှာလုံးမှာတော့မသိဘူးပေတွေကတော့တော်တော်ကြီးမောပုံပါဘူးโอเค
ခဏဒါ Bravo ရဲ့ Beating ထဲကိုရောက်နေအောင်နော်ပွဲလုံးမဲ့နေရာဒီ Bravo Beating က9လောက်မှာထင်တယ်အဲ့တော့ကျွန်တော်ကိုဖိတ်တဲ့ဒီ music producer ကိုကဒီပွဲလက်မှတ်အတွက်ကိုမိနစ်ဒီဇင်ဘာလောက်တည်းကကြိုးရတာလို့ပြောပါတော့ဆိုတော့လက်မောက်ခက်ခဲရခဲ့လို့ပြောတော့ဒါကျွန်တော်ကတော့ဖိတ်တဲ့အတွက်ကြောင့်ဘာကားတွေကြည့်လို့ရတယ်နော်အခုကြောင့်ကျွန်တော်ဖိတ်တဲ့ brother ပေါ့နော်အဖဒီ Dream Theater ရဲ့ပွဲကိုလာရတဲ့အတွက်ခံစားရန်စိတ်လို့ရှားပါတယ်လို့ idol တွေ fans ဆိုတော့ရန်စိတ်လို့ရှားနေပါပြီလို့ဒါကတော့ music producer ပေါ့နော်ဒီချင်းနာမှာညာဆိုတော့ jazz တွေကညာလို့ပြခက်ခဲ့ပြီးတဲ့ music producer တော့ဒီကြတယ်let's rock see အခုတော့ cafe တစ်ခုကိုမှပြေးသွားကြည့်တယ် okay ဆိုတော့ပွဲကြည့်တယ်အဲ့တော့ခေါ်နိုင်မဆောက်တိကျတဲ့ dance ရအဲ့တော့ကြည့်ပြီးတော့လာဖြစ်သွားတယ်ကျန်တဲ့ပွဲကိုလုပ်ပွဲ9နိုင်စမှာပေါ့နော်ဒါပေမဲ့အခု6နိုင်ခွဲပြီဆိုတော့ခဏအချိန်လေးနဲ့ပို့ပြီးတော့ KFC ဝင်စားနေကြတယ်တကယ်ချင်းလည်းရောက်တော့အခု9နိုင်ကျရင်ပွဲစားတော့တယ်6နိုင်ခွဲထဲမှာတောက်ဖို့တော့ရှိသေးပါပြီ။ဝယ်ပြီးအပေါ်တက်မယ်နံပါတ်ဖြတ်မယ်နံပါတ်6တစ်ကက်ယူပြင်တော့ပေါ်တက်ယူတော့အခုကတော့စားတော့တောက်လို့ပြီးရရဲ့ဆိုတော့ဝယ်ရှိတယ်လေပွဲလက္ခဏာနဲ့စားတော့မယ်အဲ့ဆိုတော့ရိုးစရာရှိရလို့ပြောပေါ်တက်ပြီးတော့ပေါ်တော့ကြည့် okay see you there ဒီလေးတော့နော်ငါတော့တက်တယ်ဒီလက်မှတ်တော့ချက်ပြီးလက်ချက်ပြီးတော့ရှိုးပွဲတဲ့တစ်ကက်ကတို့ချိုးဝဲပြီးလိုက်ချိုးဝဲပြီးတိုင်းတန်းစီတယ်တစ်ကက်ချက်ပြီးလက်မှတ်ကိုလက်ပတ်ယူတယ်fan တွေတော့ရှုပ်လို့မရဘူးလူတွေကတော့အများများပွဲရောက်တယ်မာရီလည်းအများကြီးပဲဒီပွဲမှာ scan ก่อนนะครับแล้วเราจะใช้ scan ในการเข้าไปนะครับဘယ်နဲ့တက်ခဲ့ယူပြီးတော့တန်းစီတယ်ဒီမှာတော့များတယ်ပွဲကဒီလိုများတယ်တော့အဲ့လိုမျိုးလိုက်လေအများကြီးပဲအောက်မှာပြီးတော့ music လုပ်ခဲ့တယ်ပါတယ်ဒီလည်းအများကြီးနေတာကြာအခုတော့တစ်ပတ်နဲ့သူတို့စီရရမယ်တကယ်အတွက်လာလာတယ်စီလေးကတော့ဝယ်ပြီးရတဲ့အတွက်ရှိမှများတက်စီကြတယ်ဟိုကျွန်တော်တို့ဝင်တော့ပါပေါ့နော်ရှိမှာတက်ကက်လည်းရပြီဆိုတော့ဒီကလည်းရပြီဆိုတော့ကျွန်တော်အခုတော့တန်းစီနေတာအဲကိုဝင်ဖို့တော့အဲ့တော့အခုရှေ့ကိုပြပါ
တော့ကျွန်တော်ပွဲထဲရောက်နေပြီပေါ့နော်။အထီကဒီနေ့မိုက်ခရိုဖုန်းတက်လိုက်တော့စကားဖုန်းကတစ်ချိန်အများကြီးကုန်တယ်ပေါ့နော်။စကားအများကြီးပြောလို့မရဘူး။ဒါပေမဲ့ကတ်တွေကိုအကောင်းဆုံးနဲ့နာချီရမကတ်မျိုးအများကြီးရေးတယ်ပေါ့နော်။အထက်ကပုံစံကတော့အရင် fine တယ်။အဲ့မှာတို့လှုပ်ထားတဲ့ပေါ့တက်ရပဲ။တော့ဒီဘက်ကိုရောက်တဲ့ပွဲတော့တစ်ခါမှမတက်ဘူး။တော့ဒီပွဲခုလာတာတော့ excited ပေါ့ပြီးတော့ဝင်းဝင်းနားထောင်အောင်လဲဆိုတော့ပေါ့နော်အားရောကျွန်တော်တို့ရောဖုန်းတွေရောအကုန်နာစားတော့အိမ်ပြန်ပြီးအိတ်တော့လို့ပြောရတယ်ဒါပေမဲ့ဟိုကနေကစက်ပူပေါင်းမြန်ပေါင်းလဲဆိုတော့ just ပါပါတော့အဲ့ပြန်သွားကြည့်ပြန်တော့ပြန်အိတ်တော့အိတ်အားလုံးပဲစီယူခဲ့မှာဒါပွဲတော်ရင်းနောက်တစ်နေ့တော့ဒီနေ့ကအဆုံးသက်ကိုဒီချောင်မြိုက်ခဲ့တယ်ဆက်ဆဖုန်းပါပြီးတော့ခေါင်းဆောင်ထက်ရောက်ခဲ့တော့လမ်းမှာဘောင်းနဲ့တောက်စားရန်ပြေတော့ဗီဒီယိုရိုက်လိုက်လာနိုင်ခဲ့ပြီတော့အခုမှ editing လုပ်နေတဲ့အဆုံးသက်ကိုအိမ်မှာပြင်ရိုက်တာပေါ့နော်ဆိုတော့ဒီတစ်ခေါက်ဒါကျွန်တော်ရဲ့ဒီပြရYouTube video ပေါ့နော်အများကြီးမကောင်းနေပဲတက်လာလို့ကြိုးစားပြီးတော့လုပ်ထားအောင်နော်နောက်လာမယ့်ဗီဒီယိုကိုဒီချက်ပိုကောင်းအောင်လည်းအများကြီးကြိုးစားပါဦးပေါ့နော်အများကြီးဒီလိုမျိုးဝဲတွေတခြား trip တွေရသွားပြီးတော့ trip ဆိုတဲ့ကိုမရောက်ဘူးတဲ့နေရာတွေမှာအခန်းချလုပ်ပြီးသွားရင်းနဲ့ဗီဒီယိုများတင်နိုင်အောင်ရကြိုးစားအောင်ပေါ့နော်ဒါကျွန်တော်လုပ်ချင်တဲ့ဟောတော့ရှေ့ဆက်ပြီးတော့ပါဆက်လုပ်ချင်လို့ဆိုတဲ့ plan တော့ချာဒီတိုင်းနဲ့
ကောင်းဆုံးလုပ်နိုင်လို့တော့ယုံကြည်ပါတော့ဗီဒီယိုများလုပ်နိုင်အောင်ကြည့်ပြီးတော့ကျွန်တော် subscribe လုပ်ပြီးအားပေးလို့ရပါတယ်ဒီလိုလည်းအများကြီးကြည့်လို့ရပါတယ် thank you